အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုကြည့်တဲ့လူတွေထဲမှာတန်တင်ကပီလီကတ်ဖရားเจ้าကိုကိုးကွယ်ယုံကြည်တဲ့သူတွေရှိလို့ရှိရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးစေချင်ပါတယ်အကျိုးတစုံတရာရမယ်လို့လည်းမျှော်လင့်ပါတယ်ကျမတို့ကတော့အပတ်စဉ်သွားနေကြအတိုင်းသွားရင်းနဲ့လူတော်တော်များများမှားနေကြတဲ့ဟာလေးတွေကိုကျမအနည်းငယ်လေးရှင်းပြပေးချင်ပါတယ်မှန်မှန်ကန်ကန်လေးယုံကြည်ကိုးကွယ်ကြရင်ပိုပြီးအကျိုးသက်ရောက်မယ်ထင်လို့ဒီဗီဒီယိုလေးနဲ့ပြောပြလိုက်ခြင်းဖြစ်ပါတယ်เนาะအဲအကြောင်းကိုမပြောခင်ဖះเจ้าကိုဝင်ချင်းအကြောင်းကိုကျွန်မပြောပါမယ်ဖះเจ้าကိုဝင်မယ်ဆိုလို့ရှိရင်ကျမတို့ဒီမှာမြင်ရတဲ့အုတ်ခုံလေးရှိပါတယ်အဲအုတ်ခုံလေးမှာရှိတဲ့အခွက်လေးကိုလူတော်တော်များများနင်းသွားကြတာတွေ့တယ်ဒါမဲ့နားမလဲလို့လည်းနင်းမိကြတာလို့ကျွန်မယူဆတယ်အဲ့တော့အဲ့ဒီဟာလေးကိုကြော်သွားပါဘာကြောင့်လဲဆိုတော့အဲ့ဒီဥစ္စာကဥတိုက်တဲ့နေရာဖြစ်တယ်လို့အလွယ်ပြောလို့ရတယ်အဲ့တော့အဲ့ဒီနေရာလေးကိုကြော်သွားပြအောင်ကြော်သွားပြီးတော့မှဖះเจ้าနဲ့ကိုဝင်စေချင်ပါတယ်တကယ်တော့လူတွေတော်တော်များများပြောနေတယ်အရှိเจ้าကသားတော့အနောက်เจ้าကမေဆိုတဲ့ဥစ္စာမဟုတ်ပါဘူးเนาะအရှိเจ้าနဲ့အနောက်เจ้าကတကယ်တော့လင်မယားတွေပါအရှိเจ้าကအမျိုးသားပါအနောက်เจ้าကမျိုးသူ့ရဲ့အမျိုးသမီးပဲဖြစ်ပါတယ်ဗီဒီယိုလေးကြာနေမှာဆိုလို့ကျမအကျိုးချုပ်ပြီးတော့နည်းနည်းလေးပြောပြမယ်เนาะတကယ်တော့အရှိအကြောင်းကကျမတို့အများဆုံးသိကြတဲ့ပြမကြီးရှီဗာတီဝါလို့ခေါ်တယ်ဗမာလို့ဆိုလို့ရှိရင်တီဝါလို့လည်းခေါ်တယ်ရှီဝါလို့လည်းခေါ်တယ်ပေါ့နော်အဲ့တော့ပြမကြီးရှီဝါပါအနောက်မှာကျတော့သူ့ရဲ့အမျိုးသမီးသူ့ရဲ့မိန်းမပါရဗတီဆိုတဲ့သူ့ရဲ့မိန်းမဖြစ်ပါတယ်တကယ်တော့အမေနဲ့သားနဲ့မဟုတ်ပါဘူးเนาะအဲ့ဒီရဲ့အထုပ်ပတ်တိအမှန်ကိုသိချင်တယ်ဆိုလို့ရှိရင် YouTube မှာလည်းဗီဒီယိုတွေသွားကြည့်လို့ရတယ်လို့မျိုး Wikipedia လို site တွေမှာလည်းဝင်ပြီးတော့ကြည့်လို့ရပါတယ်เนาะနောက်ပြီးတော့ဒါကတော့ဂျိုကြီးကိုလုံးမှာเนาะဂျိုကြီးကိုလုံးမှာကတော့တဲ့လူတော်တော်များများကိုလည်းမတွေ့ရသလောက်နေပါတယ်အဲ့ဒါကြောင့်ဂျိုကြီးကိုလုံးမှာဆူတောင်းတင်ပါတယ်ကျမတို့ရာသီဥတုတွေဘာညာအစအရာရာကိုဆူတောင်းနိုင်ပါတယ်ဗီဒီယိုထဲမှာမြင်ရတိုင်းကျွန်မခေါင်းလောင်းတီးနေသလိုမျိုးခေါင်းလောင်းတီးရပါတယ်အဲ့ဒါကတော့ကိုလှူခဲ့တဲ့ကုသိုလ်ကိုငပြောသည့်အုံသီးတွေလှူခဲ့တဲ့ကုသိုလ်ကိုကျမတို့မြန်မာလူမျိုးတွေမှာလှုပ်လေလှုပ်တာရှိတဲ့အတိုင်းခေါင်းလောင်းတီးပြီးကြီးစီထူသလိုမျိုးပဲခေါင်းလောင်းတီးပြီးတော့အမျှဝေပြီးတာတူခေါ်လို့ရပါတယ်နောက်တစ်ခုရှိသေးတယ်အဲ့ဒါကဘာလဲဆိုတော့လူတော်တော်များများအုံသီးငပြောသီးတွေကိုရေမဆေးပဲနဲ့ကပ်ပါတယ်ရေဆေးပြီးမှကပ်ရမှာပါเนาะဘေးမှာရေဆေးတဲ့ဘုံပိုင်းလေးတွေရှိပါတယ်အဲ့ဒီဘေးကိုသွားပြီးတော့ရေဆေးကြပါလို့လည်းပြောချင်ပါတယ်เนาะဒါကတော့ကျွန်မလူတော်တော်များများလောက်တာကိုမတွေ့ရလို့ပြောပြတာပါကျွန်မပြောတဲ့အထက်မှာအခြားအရာတွေလည်းလူတော်တော်များများသိပြီးသားဟာတွေတော့ကျွန်မမပြောတော့ဘူးပေါ့เนาะနောက်ပြီးတော့အခုကျွန်မပတ်ပြီးတော့ရှစ်ခုနေတဲ့နေရာလေးပေါ့နော်အဲ့နေရာမှာလူတွေတော်တော်များများအိမ်လိုချင်းအိမ်ကားလိုချင်းကားဆိုပြီးတော့အယုတ်ကလေးတွေလာချိန်ဆွဲပြီးတော့ဆူတောင်းကြတာတွေ့ရတယ်အဲ့တော့အဲ့ဒါကဘာကိုကိုးကွယ်ဘာဘယ်သူကိုဆူတောင်းကြတာလဲဆိုတော့အဲ့ဒီနေရာမှာနာဂင်းလို့ခေါ်တဲ့မွေရှိပါတယ်ဒါလေးပါကျွန်မဒီဗီဒီယိုလေးနဲ့ဘာကြောင့်လာပြောတာလဲဆိုတော့ဆရာတော်ဖះကြီးပြောသလိုမျိုးကိုကွယ်နေတဲ့အရာကိုဘာလဲဆိုတာကိုသိပြီးတော့ပိုးကိုကွယ်တယ်ဆိုလို့ရှိရင်ပို့ပြီးတော့ရင်ထဲမှာလည်းနက်နက်ရှိုင်ရှိုင်ဖြစ်တယ်နောက်တစ်ခုကအထိပ္ပယ်လည်းပို့ကျိုးတက်ရောက်မှုရှိမယ်လို့ကျွန်မထင်လို့ပါဗီဒီယိုကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်သိချင်တာလေးတွေရှိလို့ရှိရင်လည်းကျွန်မကို comment box မှာမေးခဲ့လို့ရပါတယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပါပြီရှင်ဘိုင်ဘိုင်ပါ